ကဘာပေါ်မှာချို့ဝက်စန်းကျဲမှုအများဆုံးနေရာတစ်ခုရှိတယ်လို့ပြောရင်လူများစုကဘာမြူဒါတီးကန်ကိုတတိယကြပါတယ်ဒီနေရာမှာတင်မောတွေလေရင်တွေတခါတရံလူတွေနဲ့အတူပါအကြောင်းမဲ့ပျောက်ဆုံးသွားခဲ့တဲ့ဖြစ်ရများစွာဟာနှစ်ပေါင်းများစွာအတွင်းဖြစ်ပွားခဲ့ပါတယ်ဒါဆိုဘာမြူဒါတီးကန်ရဲ့အမှန်တရားကတကယ်ပဲဘာလဲဘာမြူဒါတီးကန်ဆိုတာဘာလဲဘာမြူဒါတီးကန်ဆိုတာကအမေရိကန်နိုင်ငံဖလော်ရီဒါဘာမြူဒါကျွန်းနဲ့ပွာဒီဂိုတို့ကိုချိတ်ဆက်ထားတဲ့အတ္တလန္တိတ်သမုဒ္ဒရာအတွင်းကတီးကန်ပုံစံဒေသတစ်ခုဖြစ်ပါတယ်ဒီဒေသကိုလူများကဒီဘက် triangle လို့လည်းခေါ်ကြပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေရာအတွင်းမှာလေရင်များတင်မောများအကြောင်းမဲ့ပျောက်ဆုံးသွားတဲ့ဖြစ်ရက်တွေအများကြီးရှိခဲ့လို့ပါဖလိုက်နိုင်တဲ့ဖြစ်ရက်ဘာမြူဒါတီးကန်ရဲ့အကြော်ကြားဆုံးဖြစ်ရက်တစ်ခုကတော့ဖလိုက်နိုင်တဲ့ဖြစ်ပါတယ်1945ခုနှစ်အမေရိကန်ရေတပ်လက်ကျစ်ရေးလေယာဉ်၅စီးဟာပုံမှန်လေ့ကျင့်ပြန်တက်မှုတစ်ခုပြုလုပ်နေခဲ့ပါတယ်အစပိုင်းမှာတော့အရာအလုံးပုံမှန်ပဲဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ခဏအကြာမှာဘိုင်းလော့တယောက်ကရေဒီယိုမှာကုန်းပန်စမမှန်တော့ဘူးလမ်းမတိတော့ဘူးသတင်းပို့ခဲ့ပါတယ်အဲ့ဒီနောက်လေရင်တွေဟာလမ်းပြောက်သွားခဲ့ပြီးအဆက်အသွယ်ပြတ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့လေရင်၅စီးလုံးဘယ်တော့မှမတွေ့ရတော့ပါဘူးပိုပြီးစမ်းကြယ်တာကတော့သူတို့ကိုရှာဖို့ထွက်သွားတဲ့ကယ်ဆယ်ရေးလေရင်တစ်စီးပါနောက်ထပ်ပျောက်ဆုံးသွားခဲ့တာပါ1948စတားတိုက်ကားဆိုတဲ့လေရင်ဟာအစိုးကနေဘာမြူဒါကိုပြန်တန်းနေခဲ့ပါတယ်လေရင်ပေါ်မှာခီးဒီများနဲ့ခယူးပါဝင်လူ30တယောက်ရှိနေခဲ့ပါတယ်ဒါပေမဲ့ဘာမြူဒါနားရောက်မဲ့အချိန်မှာလေရင်ဟာရေဒါမှာပျောက်သွားခဲ့ပါတယ်ရှာဖွေရေးအဖွဲ့တွေရပောင်းများစွာရှာဖွေခဲ့လိမ့်မယ်အမတ်အသားတစ်ခုတောင်မတွေ့ခဲ့ပါဘူးဒါဆိုဒီပျောက်ဆုံးမှုတွေဟာဘာကြောင့်ဖြစ်တာလဲသိပ္ပံပညာရှင်ချို့ကတော့တဘာဝအကြောင်းရင်းတွေကြောင့်ဖြစ်နိုင်တယ်လို့ယူဆကြပါတယ်ဥပမာသမုဒ္ဒရာအောက်မှာရှိတဲ့မီသိန်းကြီးပေါက်ကွဲမှုဒါမှမဟုတ်အပြင်းထန်မုန်တိုင်းတွေကြောင့်လားမန်ဂနမ်ဖီးတွေကြောင့်လားကွန်ဘန့်မမှန်တာကြောင့်ဖြစ်နိုင်တယ်လို့ယူဆပါတယ်ဒါပေမဲ့တချို့လူတွေကတော့ပိုပြီးမစ္စတီဆန်တဲ့ theory တွေကိုယုံကြပါတယ်ဥပမာပျောက်ဆုံးသွားတဲ့အတ္တလန္တိတ်မြို့ရဲ့နေပညာဒါမှမဟုတ်အခြားကြော်သားများတချို့ကတော့ဒီနေရာမှာတောင်ပေါ်တက်တစ်ခုရှိနိုင်တယ်လို့ပါထင်ကြပါတယ်ဒါပေမဲ့ဒီအရာတွေကိုသက်သေပြထားတဲ့အချက်လက်တော့မရှိသေးပါဘူးပထမဆုံးမတန်းတင်ထားတဲ့စမ်းကြယ်တဲ့ဖြစ်ရပ်တစ်ခုကတော့1918ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်အမေရိကန်ရေတပ်သင်္ဘော USS Cyclops လူ300ကျော်နဲ့အတူဘာမြူဒါတီးကန်ဒေသအတွင်းမှာပျောက်ဆုံးသွားခဲ့ပါတယ်ဒီသင်္ဘောကိုယနေ့ထိမတွေ့ရသေးပါဘူးယနေ့ခေတ်မှာတော့သိပ္ပံပညာရှင်များစုကဘာမြူဒါတီးကန်ဟာအခြားသမုဒ္ဒရာဒေသတွေထက်အထူးအနေများတဲ့နေရာမဟုတ်ဘူးလို့ယုံကြပါတယ်ဒါပေမဲ့အချို့ဖြစ်ရပ်တွေကတော့ယနေ့ထိမရှင်းလင်းသေးတဲ့မစ္စတရီအဖြစ်ကြန့်ရှိနေသေးပါကဘာကြီးမှာကျွန်တော်တို့မသိသေးတဲ့ချို့ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်ဘာမြူဒါတီးကန်ကတော့အဲ့ဒီထဲကအထူးဆန်းဆုံးမစ္စတရီတစ်ခုဖြစ်နေသေးပါဒါဆိုဘာမြူဒါတီးကန်ရဲ့ချို့ဝက်ချက်ကိုတင်ရောဘယ်လိုထင်ပါလဲ